မင်္ဂလာပါအမျိုးဘာသာသာသနာဆိုတဲ့ပေါက်ကတုံးလို့ဟိုနှစ်ပိတ်တမိုက်ငပူတူလို့ဘာဖြစ်လို့ငြိမ်နေရတာအခုဟမ်ဒီတို့ဘာမလေးရှားနိုဝင်ဂျာ9000နဲ့ဘင်္ဂလားဒေ့ရှ်ကနိုဝင်ဂျာ3သိန်းကိုပြန်လက်ခံဖို့တဲ့အခုနော်ဒါကြတော့ဒါကိုဘာလဲအဘကိုကြောက်လို့လားဘာဖြစ်လို့လဲဒါတွေကြတော့ဘာလို့မပြောရလဲပြောတော့အမျိုးဘာသာသာသနာအတွက်ဆိုဟမ်ဒီလောက်ဒီနိုင်ငံထဲမှာတော့မှရှိတဲ့လူတွေတောင်စားရမရှိတောက်ရမရှိအိုးမဲ့အိမ်မဲ့ဖြစ်နေတောင်ဒီနိုဝင်ဂျာ3သိန်းနဲ့9000ကိုထက်လက်ခံမယ်ဆိုတော့ဒါဘာလို့ဖို့လဲစစ်မှုထမ်းခိုင်းမှုခေါ်လာတာလက်ခံတာလားကုန်ငတ်မွန်ခေါင်းမကြီးကုန်ဒုက္ခတွေရောက်ကုန်မယ်မြတ်တော့တွက်ကြည့်နော်3သိန်းနဲ့9000ဆိုတဲ့တစ်နှစ်ပဲနေခိုင်းလိုက်လူဦးရေနောက်ထပ်3သိန်းပဲတိုးရမယ်နော်အကြမ်းမြင်တွက်ကြည့်လိုက်ကိုယ်နိုင်ငံထဲမှာရှိတယ်တော့မှဥပတိုးပေါအောင်ဖြစ်နေတာနော်အဲ့လိုပြောတော့အမျိုးဘာသာသာသနာတို့ဟိုအပိတ်တလဲမနဲ့ဟိုတက်ကုန်းမဥတုမတက်ကုန်းမကုန်းလားမကုန်းလားလည်းမသိဘူးတပင်တော်မှပဲစေးတွေတောက်လုံးလို့တပင်တော်မှပဲငရေမွေးမရှိတော့ဟိုပေါက်ကတုံးကိုရင်ကြီးအဘအကြောက်လို့မအော်ရဲတာလားပြောတော့အမျိုးဘာသာသာသနာဆိုဆိုတော့မင်းတို့ဘာနိုဝင်ဂျာတဲ့အခုလက်ခံတော့မယ်နော်မလေးရှားဝင်ကြီးကပြောသွားပြီဒါပေမဲ့ဘယ်လိုပုံစံမျိုးနဲ့လက်ခံမယ်ဘယ်အချိန်မှလက်ခံမယ်ဆိုတာတော့ထည့်မပြောသွားဘူးနော်ပြီးတော့ပြောသွားသေးတယ်မြန်မာအစိုးရနဲ့တန်တမန်ရေးရပေါ့သူတို့နိုင်ငံနှစ်နိုင်ငံရေးအဆင်ပြေတယ်ပေါ့နော်ဟို29ရက်နေ့ပြောသွားပြီအဲ့တော့မင်းတို့အမျိုးဘာသာဘာကလာချာတွေလားဘာတွေလားဘယ်တွေရောက်နေလဲအော်လေးကွပြောလေပြောလိုက်ရင်တော့မျိုးချစ်ပြီးချစ်အမျိုးဘာသာသာသနာငါတို့မျိုးလာမထိနဲ့ငါတို့လူမျိုးလာမထိနဲ့ခုလာတော့မှာနော်ပထမတစ်ခါမောင်းထိုးရတယ်ဘာကြောင့်မောင်းထိုးရသိလားဘာထလို့မောင်းထိုးလိုက်တာသိလားသမိုင်းကိုလေ့လာနော်မင်းတို့အော်ဒါလေးငါကြားကျင်သေးတယ်ကွာမင်းတို့တည်းကဟိုလော်ဘီတကောင်တော့အော်ထားတာတော့တွေ့ပါတယ်နော်ကြော်မျိုးမင်းကြော်မျိုးမင်းတကောင်တော့အော်ထားတာတွေ့နော်အဲ့တော့ပုတုမအမျိုးဘာကြာတကုံးမနော်နိုဝင်ဂျာ3သိန်းနဲ့9000ပြန်ခေါ်တော့မယ်တဲ့နော်ဒါလေးလာပြောတာနော်အမျိုးဘာသာသာသနာဘာလာချာတွေနော်ပြောလိုက်ရင်တော့အမျိုးဘာသာသာသနာနဲ့တဲ့ဒါလေးလာပြောတာတက်တာ